ဒီနေ့သင်မယ့်သင်ခန်းစာသည် Microsoft Word file ထဲကို picture တွေကိုဘယ်လိုထည့်မလဲ picture ရဲ့ size ကိုဘယ်လိုချိန်မလဲနဲ့ picture နဲ့စာတွေကိုဘယ်လိုမျိုးနေရာချမလဲဆိုတာကိုသင်မှာဖြစ်တယ်။ဓာတ်ပုံထည့်ဖို့အတွက်ဆိုလို့ရှိရင် Insert tab ကိုသွား Illustration Group ထဲမှာရှိတဲ့ picture ကိုနှိပ် picture မှာဆိုလို့ရှိရင်နှစ်ခုရှိတယ် This tab file လား Online picture လားပေါ့နော်။ Online picture ဆိုလို့ရှိရင်နှစ်ခုရှိတယ် OneDrive ကနေယူမလား Bing ကနေယူမလားပေါ့နော် OneDrive ကကြတော့ကိုမှ Microsoft account ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ OneDrive မှာကိုယ့်ရဲ့ဓာတ်ပုံတွေကိုသွားပြီးတော့ save ထားလို့ရတယ် save ထားတဲ့ဓာတ်ပုံလေးတွေကိုဒီ OneDrive ရဲ့ browser လေးကိုနှိပ်ပြီးတော့ရှာပြီးတော့ယူပြီးထည့်မယ်ပေါ့နော်မဟုတ်ဘူးကိုကအခုမှအသက်ရှာမယ်ဆိုပါစို့ဘေးရဲ့ညာဘက်မှာရှိတဲ့ search bar မှာကိုရှာခြင်းတဲ့ဟာလေးကိုရိုက်ထည့်လိုက်မယ်ဒီမှာကိုကြိုက်တဲ့ပုံကိုရွေးလိုက်ရွေးပြီးတာနဲ့ insert ကိုနှိပ်လိုက်ဓာတ်ပုံကြတာပြီဒီဓာတ်ပုံရဲ့ size ကိုဟိုချိန်မယ်ဆိုပါစို့နော်ဓာတ်ပုံလေးကို click တစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့မှာအဖြူအဆက်လေးတွေပေါ်လာတယ်အဲ့ဒီအဖြူဆက်လေးပုံကိုမြားကောင်းတင်လိုက်တာနဲ့ခုနကမြားကောင်းတစ်ဖက်တည်းရှိနေရနေမြားကောင်းနှစ်ဖက်ပေါ်သွားမယ်အဲ့ဒီမြားကောင်းပေါ်ပြီဆိုတာနဲ့ mouse ကို click တစ်ချက်နှိပ်ပြီးတာနဲ့ဖိဆွဲလိုက်ပြီးတော့သူရဲ့ဘယ်ဘက်ကိုသိမလားအောက်ဘက်ကနေသိမလားဆိုတာကြိုက်တာရွေးလို့ရတယ်ပေါ့နော်ကဲကိုကမဟုတ်ဘူးသူငကို original size အတိုင်းကိုပဲသေးသွားခြင်းနဲ့ဆိုပါစို့ဒီထောက်ဘက်၄ဘက်၄နဲ့မှရှိတဲ့အဆက်တစ်ဆက်ပေါ်ကိုကြိုက်တဲ့အဆက်ပေါ်တင်လိုက်တင်ပြီးရင် click တစ်ချက်နှိပ်ပြီးဖိဆွဲလိုက်တာနဲ့ဓာတ်ပုံကသူငကိုရှိတဲ့ချိုးစားအတိုင်းကိုပဲသေးသွားမှာကြီးသွားမှာကြိုက်တာရွေးလို့ရတယ်ကဲဒီဓာတ်ပုံကိုကမကြိုက်ဘူးဆိုလို့ရှိရင်ဓာတ်ပုံ click တစ်ချက်နှိပ်ပြီးရင် keyboard မှာရှိတဲ့ delete ကိုနှိပ်လိုက်ရင်ပျောက်သွားမယ်ဒါက online ကပုံကိုထည့်တာပေါ့နော်အကယ်၍ကိုလက်တော့ထဲမှာတင်ထားပြီးသားဓာတ်ပုံလိုချင်တယ်ဆိုလို့ရှိရင် insert illustration group တွေက picture မှာ this တစ်ပိုင်းကိုရွေးလိုက်ရင်တင်ထားတဲ့ပုံကိုသွားပြီးတော့ရှာပေါ့နော်ရှာတွေ့ပြီဆိုတာနဲ့ကလေးတစ်ချက်နဲ့ insert ကိုနှိပ်လိုက်ရင်ဓာတ်ပုံကြလာမယ်ပေါ့နော်အဲ့ဒီဓာတ်ပုံကိုကဒီနေရာမှာထားခြင်းနဲ့ဆိုပါစို့ရွှေ့လို့ရလားမရဘူးဒီစာရီနာကိုပဲဆွဲပြီးတော့ရွှေ့သွားလို့ရတယ်ကိုလိုချင်နေရာရွှေ့လို့မရဘူးပေါ့နော်ကိုလိုချင်နေရာဘယ်လိုရွှေ့မလဲဆိုလို့ရှိရင်ဓာတ်ပုံကလေးတစ်ချက်နှိပ်လိုက်ရင်ညာဘက်မှာ layer option လေးပေါ်လာတယ်အဲ့ layer option နေပြီးတော့ရွေးပြီးတော့သွားလို့ရတယ်လို့ tab ထဲမှာလည်း picture formatter ဆိုပြီးတော့အသစ်တစ်ခုပေါ်လာတယ်ဓာတ်ပုံရွေးလို့ပေါ်လာတဲ့ picture formatter လေးကိုတစ်ချက်နှိပ်လိုက်မယ် picture formatter မှာဆိုလို့ရှိရင်ဒီဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ကိုယ်ကြိုက်တာလုပ်လို့ရတယ် adjust ခုထဲမှာဆိုလို့ရှိရင် background တွေကိုဖယ်မလားအရောင်တွေထည့်မလား effect တွေထည့်မလား style နဲ့မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲပေါ့နော်ကိုကြိုက်တဲ့ style လေးတွေပါလေးတွေရွေးပြီးတော့လုပ်လို့ရတယ်အခုစာနဲ့ပတ်သက်ပြီးတော့ဓာတ်ပုံနေရာရွှေ့ဖို့ဆိုရင် arrange group ကိုသုံးရမယ် arrange group ထဲမှာရှိတဲ့ position နဲ့ radius ကိုသုံးရမယ်ပေါ့နော် position ကကြတော့ဒီဓာတ်ပုံဘယ်နေရာချခြင်းလဲပေါ့နော်စာမျက်နှာရဲ့အပေါ်မှာချခြင်းလားအလယ်မှာချခြင်းလားအောက်မှာချခြင်းလားညာဘက်အပေါ်ဆုံးနဲ့ညာဘက်ကိုရွေးလိုက်တဲ့ဟာပေါ်မူတည်ပြီးတော့အနောက်ကတပ်ပုံလေးကလိုက်ပြီးတော့ပြောင်းနေတာကိုမြင်ရလိမ့်မယ် radius ကိုနှိပ်လိုက်ရင်ဆိုလို့ရှိရင်ဒီမှာကြာလာတဲ့ square ရဲ့တိုက်ရဲ့ through ရဲ့ top and bottom ရဲ့ကကြတော့စာလေးတွေကပုံရဲ့ဘေးမှာလိုက်ကပ်ပြီးတော့နေရာကွာသွားမယ်ပေါ့နော်ဒီတိုက်ဆိုလို့ရှိရင်စာတွေကပုံရဲ့ဘေးနားမှာအရင်ကပ်ပြီးတော့လိုက်ကပ်နေမှာ square ကကြတော့စာပုံကို၄ထောင်နေရာခြံထားပြီးတော့စာဘေးကနေကပ်သွားမှာဒီသူတို့ကကြတော့ဓာတ်ပုံကောင်ပေါ်စားဖြတ်သွားမှာပေါ့နော်တော့အပေါ်တော့ကကြတော့ဓာတ်ပုံရဲ့အပေါ်နဲ့အောက်မှာပဲစားရှိနေမှာ behind text ကကြတော့စားရဲ့အောက်မှာဓာတ်ပုံကရောက်သွားမှာဓာတ်ပုံကအောက်မှာစားအပေါ်မှာ in front text ကကြတော့ဓာတ်ပုံကအပေါ်မှာစားအောက်မှာအဲ့ဒီ in front text ကိုယူထားရင်ဒီဓာတ်ပုံကိုချက်ရဲ့နေရာရွှေ့လို့ရတယ်ပေါ့နော်ခုဒီလွတ်နေတဲ့ပေါင်းလေးတွေကိုထည့်မယ်ကိုကြိုက်တဲ့အဆင်ပြေပုံစံရသွားရင်ဒီချက်နေလိုက်ရပြီ exercise လုပ်ကြည့်ရအောင်ဒီနေရာမှာ online ကနေပုံလေးတစ်ခုယူပြီးထည့်ကြည့်မယ် enter ခါရလာတဲ့ပုံတစ်ပုံကိုကြိုက်တာယူပြီးတော့ insert နဲ့
ဓာတ်ပုံကြလာမယ်ဓာတ်ပုံ site ကိုခုနလိုပဲသေးမယ်အခုတိုင်းဆိုလို့ရှိရင်ဓာတ်ပုံကိုစာရေး view ပဲရွှေ့လို့ရတယ်ကိုကြိုက်တဲ့နေရာကိုဝါရွှေ့လို့မရဘူးပေါ့နော်ကြိုက်တဲ့နေရာရွှေ့လို့ရအောင်ဒီ layout option မှာရွှေ့ပြီးတော့ရွှေ့လို့ရတယ်လို့ picture format တက်ကနေပြီးတော့လည်းရွှေ့လို့ရတယ်ပေါ့နော်ဘာရွှေ့မလဲဆိုတော့ဒီတစ်ခါ square ကိုရွှေ့မယ် square ကိုရွှေ့လိုက်ခြင်းအပြင်စာလေးတွေဒီဓာတ်ပုံရင်ပေးနာပါစတူရန်ပုံစံနေရာလေးခြံပြီးတော့လိုက်ပါပေါ့နော်မလည်းအဲ့လိုပဲဓာတ်ပုံကတတ်စာတတ်ဖြစ်ပြီးမှနေရာလွတ်တွေအများကြီးဖြစ်နေတယ်ပေါ့နော်ဆိုရင်ခုနလို square ကိုရွေးလိုက်ပြီးလုပ်ကြည့်ရအောင်ဟောပုံလေးနေရာရွှေ့ကြည့်မယ်စာလည်းလိုက်ပြီးတော့ကပ်ပါလာပြီမယ်